ဒီနေ့ကခင်ဗျတော့ဝင်နေပါကိုကမဲဆောက်ရောက်နေပါတယ် DJI RS3 ဧကဝင်မယ်လို့စဉ်းစားရတယ်ပြန်ဝဈေးနဲ့ထားရဈေးနဲ့ထားရဈေးကကိုတက်တာလေပေါ့နော်2သိန်းခွဲ3သိန်းလောက်ကြီးကိုကွာနေတယ်ကွာပြီးတော့မဲဆောက်မှာပဲကိုရင်လာဝင်လိုက်တယ်ပေါ့နော်ရှိရမရှိတာတော့မသိသေးဘူးရိုမီဆန်မှာတက်ကြည့်ကြည့်မယ်ရှိရဆိုရင်တော့ကန်ပေါ့တော့ဆိုတော့ grad ထောက်လာတယ်10မိနစ်လောက်ကြာမယ်ပြောရင်ဒီမဲ့အဲ့တော့တူကြီးလေးဖြစ်ပါတယ်တူကြီးလေးနှုတ်ဆက်လိုက်ပါRS4 mini ကိုဒါပဲရှိတယ်3 mini ယူလိုက်ပါပြီဒီကနေ့နည်းနည်းလေးလိုဟုတ်4 mini ပဲယူလိုက်4 mini ကစောင်းရမိုက်တယ်4 mini စောင်းရမိုက်တယ်ကျေးဇူးတင်ပါတယ်လို့ပတ်သက်ရှင်းနေဒီနေ့ပြုံးအောင်ညီမလေးဒီနေ့ရပါပြီဒါလည်းအပေါ်တော့ပါတော့ရမှာတခုကျွေးလိုက်ပါဦးနော်တော့ရမှာစားတော့နော်အဲ့မျိုးလူစားလည်းငါပစံနေပဲဟုတ်ပြီတော့ရသူပစံနေပဲဆောင်းရဲမိုက်ပါတယ်ဆောင်းရဲမိုက်ပါတယ်ပြောတာနောက်လေးဝယ်ပြီးလိုက်ပြီးတော့သုံးလိုက်တော့သုံးနေတယ်ဟုတ်တော့ကင်ဘေကတော့တော့မလိုတော့မလိုဘူးပေါ့နော်ခါလီကွန်မာရှယ်ဗီဒီယိုလေးရိုက်တဲ့ခါကျရင်ကွာလတီကောင်းကောင်းလေးရိုက်ပြီးချင်တယ်ပေါ့နော်အဲ့လေပူဇာလိုက်တာပါစက်တူလူကိုလေးရအောင်ချီးရတာတာဒီရဲမလို့ပဲပြပြန်တောင်းတော့ဘယ်နေရာဝယ်ယူဒီမလေးစားနေရတယ်好嘛这饭馆外边不是好我来讲日本的什么